ဒီဗီဒီယိုလေးကတော့ Facebook ကောက်ကို password အသစ်ပြောင်းတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တွားလိုက်ရအောင်ပထမ screen မှာတော့ profile ရဲ့အတောက်လေးကတိုးချောင်းတုံလေးကိုနှိပ်ပေးလိုက်ပါဒုတိယ screen မှာတော့ head setter ဆိုတာလေးကိုဆက်နှိပ်သွားပေးပါscreen 3မှာတော့စောက်ပေါင်းမှာ cheat password ဆိုတာလေးနှိပ်ပြီးတော့ go နဲ့ဆက်သွားပေးပါscreen 4မှာတော့မျှပြထားတဲ့ password ဆိုတာလေးကိုဆက်နှိပ်သွားပေးပါsecond 5မှာတော့မျှပြထားတဲ့ charging only sustain your Facebook password ဆိုတာလေးဆက်နှိပ်သွားပေးပါ second 6မှာတော့မျှပြထားတဲ့ cheat password ဆိုတာလေးကိုဆက်နှိပ်သွားပေးပါ second 7မှာတော့ account password ဆိုတာကလက်ရှိသုံးနေတဲ့ password ကိုထည့်ပေးပါ use password ဆိုတာကတော့အသစ်ပြောင်းချင်တဲ့ password လေးကိုထည့်ထားပေးပါ return new password ဆိုတာတော့အသစ်ထည့်ထားတဲ့ password ကိုအသစ်ပြန်ထည့်ပေးပါsecond 8မှာတော့ကျွန်တော်တို့ password တွေအားလုံးထည့်ထားပြီးဆိုရင်တော့အောက်မှာရှိတဲ့ cheat password ကိုနှိပ်ပေးလိုက်ရင်တော့ password အသစ်ပြောင်းသွားပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်